ဂိုင်းချုပ်ကြီးခတင်ကားရွှေဘောနဲ့ကြီးရဲဘက်စကန်ဆိုတာမြမပြည်အနှံ့အကျဉ်းထောင်များစွာတဲကမှအစိုးရကထိတ်ကောင်အမိုက်တကအမိုက်ဆုံးလူမိုက်ကြီးတွေကိုပို့တဲ့နေရပါပဲခူးမြို့နဲ့10မိုင်ကျော်ဝေးတဲ့ဖျားကြီးမြို့လေးကနေပဲခူးရုံးမှတဲ့10မိုင်လောက်ဆက်သွားရင်ဘောနဲ့ကြီးကျွေးရဆိုတာရှိပါတယ်အဲ့ဒီဘောနဲ့ကြီးကျွားဟာ2006ခုနှစ်မှာအမြန်ငန်းစီမံကိန်းကိုအခြေပြုဖောက်လုပ်ထားတဲ့နေရပါငှက်ဖျားငယ်ပေါ်တောရငယ်နဲ့တဲ့အတွက်ဝန်ဆောင်အကျဉ်းသားတွေကိုအသုံးပြုဖောက်လုပ်ခဲ့ပါတယ်အကျဉ်းဦးစီးကအကျဉ်းဆုံးဝန်ထမ်းတွေကိုပို့တယ်လို့အကျဉ်းထောင်တကာလူစိုးထိပ်သီးတွေကိုပဲပို့တာပါအဲ့ဒီလူစိုးတွေအာငုံဖိတ်တုံအောင်ကြောက်ရသူကတော့ဂိုင်းချုပ်ကြီးခတင်ကားရွှေပါပဲဂိုင်းချုပ်ကြီးကအင်းစိန်ထောင်လူမိုက်ဝေဖြူလေးခေါ်ကြော်သူဆရာတော်တထွေးရဲ့စာအုပ်ထဲမှာလူမိုက်ကိုတတ်ခဲ့သူပါတတ်ခဲ့ပုံကတော့ကြော်သူဟာထောင်အောင်တဲ့အခါထိုင်းနေတဲ့မြောက်ဝတီကိုမပြန်ပဲငှိုင်သားရမီးကွက်စီမှာလူမိုက်လုပ်နေပါတယ်အဲ့ဒီအချိန်ဂိုင်းချုပ်ကြီးဖြန့်လာမဲ့ကိုတင်ကားရွှေဟာမီးကွက်စီတဲ့ထီးပြစ်ပါတယ်မိုးရသည့်တနေ့မှာကြော်သူဟာကိုတင်ကားရွှေဆိုင်ကိုရာမာစုထီမိမဆောက်အစုပ်တစ်ချောင်းနဲ့အတူရောက်လာပါတယ်ကျော်သူဟာကိုတင်ကားရွှေရဲ့နှစ်ပင်ကောက်ရှိတဲ့ထင်းရှူတစ်တာဆိုင်ခုံပေါ်ထီးကိုပြစ်တင်လိုက်ပြီးဟဲ့ကောင်ဒီထီးကိုဂိုင်းချုပ်ပေးစမ်းအခုချက်ချင်းလိုချင်တယ်ပတ်စံတော့မရဘူးဟဲ့ကောင်မဟုတ်မခံသေးရှိတဲ့ကိုတင်ကားရွှေဟာစက္ကနဲမောကြီးကြိုက်ပြီးတော့သူကင်နေကြထီးချုပ်တဲ့အချောင်းကိုဆွဲယူပြီးဒီမှာကိုကျော်သူခမားထီးကဂိုင်းတွေမကောင်းတော့ဘူးကျွန်တော်အစ်စ်ပါငဲဝင်းလိုက်မယ်နော်ဆိုပြီးရဲရဲတင်းတင်းပြပြောလိုက်ပါတယ်ကျော်သူကပြုံးပြုံးကြီးပြန်အထွက်ချော်ငဲပြီးကိုတင်ကားရွှေရဲ့ထင်းရှူတစ်တာပုံဆိုင်ကလေးပေါ်ဖင်ထိုင်ရက်ကျသွားပါတော့တယ်အဲ့ဒီအခါကိုတင်ကားရွှေငတ်သေးကင်ထားတဲ့ထီကိုင်အစ်စ်ကလေးဟာကျော်သူရဲ့ဘဲဘက်တင်ပါတဲ့ကိုရှော့ကနေစူးဝင်သွားပါတော့တယ်ကျော်သူအဖြစ်ကိုမြင်တဲ့ကိုတင်ကားရွှေဟာအစိုးကိုခတ်တူဝစ်ကျော်သူဖင်မှာစိုက်နေတဲ့ထီကိုင်ကိုအားနဲ့ဆွဲထုတ်ပေးချိန်မှာတော့ကျော်သူဟာတော်တော်ဤစငန်ဝေနေပါပြီတစင်းလုံးကငယ်ဝုန်းကနေအတန်ကြားကိုကြည့်လိုက်တဲ့အခါသွေးပိန်နေတဲ့ထီကိုင်းကြီးကိုကင်ပြီးမတက်ရက်နေတဲ့ကိုတင်ကားရွှေကိုမြင်ရပြီးသူ့ချီရင်မှာပုံရသားလေးဖင်ဘူးတောင်းထောင်နေတဲ့လူမိုက်မွေးဖြူလေးခေါ်ကြော်သူကိုတွေ့ရပါတော့တယ်။ဇင်းကုံညိုရေးတွေရောက်လာပြီးသူတို့နှစ်ယောက်ကိုလူချင်းခွဲလိုက်ကြပါတယ်။နောက်နှစ်ရက်အကြာမှာတော့ကြော်သူဟာမေးကြိုက်မိုးဝင်ပြီးတည်သွားပါတော့တယ်။တင်ကားရွှေကိုလည်းရဲကလူတက်မှုနဲ့ဖမ်းပါတော့တယ်။ထောင်ထဲရောက်တဲ့အခါကြော်သူကိုထီကိုင်းတွေချုပ်ရင်မထင်မှတ်ပဲတပ်ပစ်ခဲ့တဲ့ကိုတင်ကားရွှေကိုအကျဉ်းထောင်ထဲမှာဂိုင်းချုံကိုခေါ်ရကနေအချိန်ကြာလာတဲ့အမျှဂိုင်းချုပ်ကြီးကိုအမိတင်သွားပါတော့တယ်။ပေါက်တူးခငုံနွားကြီးဘောနဲ့ကြီးရဲဘက်စကန်ကဂိုင်းချုပ်ကြီးခေါ်တင်ကားရွှေနဲ့ကန်းနာလူမိုက်အကျင့်ကြီးရဲ့ဆက်ရအနောက်ကြီးတို့ညှိကြတဲ့အကြောင်းမပြောခင်အဲ့ဒီလူမိုက်ကြီးနှစ်ယောက်စလုံးရှိန်ရတဲ့လူမိုက်တစ်ယောက်အကြောင်းပြောပြပါမယ်။သူကတော့ပေါက်တူးခေါ်ငုံနွားကြီးပါဘောနဲ့ကြီးစကန်မှာတော့နွားကြီးဆိုတာနဲ့ဘဲကျင်းသားမှာချီးတော်မပါရဲတော့ဘူးကိုပြောဆက်မှတ်ရှိပါတယ်။တစ်ခေတ်တစ်ခါကအငုံဆိုးမြတ်ဆိုတဲ့လူမိုက်ကြီးကိုကြားဘူးကြမှာပေါ့။ဆံပြမွေငါးတိုင်မှာအငုံဆိုးမြတ်အသက်ခံရပြီးဆိုတော့ပထမဆုံးနာမည်ကြီးသွားတာနွားကြီးပါနွားကြီးကအသားမဲမဲမျက်နှာဂိတောင်နဲ့သွေးရက်ဆက်တဲ့ကျုပ်မျိုးပါနွားကြီးကဌာနငန်းထိတ်မှာစိုက်ကားဂိတ်ထိုးပါတယ်တခါကနွားကြီးကစိုက်ကားဂိတ်မှာထိုင်ပြီးချဲတွက်နေတော့စိုးမြတ်ကဆိုင်ကယ်နဲ့ဖြတ်သွားပါတယ်စိုးမြတ်ရဲ့ဆိုင်ကယ်ကရေအိုင်ုံဖြတ်တော့နွားကြီးကိုပွက်တီစင်ကုန်ပါတယ်အဲ့ဒီမှာနွားကြီးကဘုံဆိုထားပြီးအစိုးဖြတ်ဝင်လိုက်ပါတယ်စိုးမြတ်ကတော့တိတော်မသိပါဘူးဒါစိုးမြတ်နဲ့နွားကြီးတို့ပထမဆုံးအကြိမ်တွေ့ဆုံမှုပါဒုတိယကြိမ်တွေ့ဆုံမှုမှာတော့အငုံစိုးမြတ်ရဲ့နောက်ဆုံးနာရီများပါပဲအဲ့ဒီမနက်အစောပိုင်းမှာနွားကြီးဟာသူ့ဖွန်ကြောင်နေတဲ့စံပြမွေငါးတန်ကအပြိုကြီးကမုတ်ဖက်ဝယ်ခိုင်းလို့ငါပို့တာပါတိုက်တိုက်ဆန်ဆန်အငုံစိုးမြတ်ကြီးကလည်းအဲ့ဒီဆိုင်မှာမွေငါးစားနေပါတယ်နွားကြီးကမုတ်ဖက်ထုတ်ပေးပြီးပြန်အထွက်စိုးမြတ်ကငှမ်းခွန်လိုက်ပါတယ်နွားကြီးစိုးမြတ်ကိုရင်ဆိုင်တွေ့ရပါပြီညီကိဟင်းနန်းနန်းကငှက်ပြောဝင်ပါထက်နန်းနန်းပင်လေးနည်းနည်းထည့်ပြီးစိုးမြတ်ကအဲ့လိုပြောလိုက်တော့နွားကြီးပောက်ကွဲပါပြီဒါပေမဲ့စိတ်ကိုထိန်ပြီးစိုးမြတ်ထိုးပေးတဲ့ပကံကိုယူအပြိုကြီးစီကမွေရင်ထည့်ပေးပါတယ်ပစိုးကိုတင်းတင်းဝစ်သပွဲပေါ်ကကက်ကြီးကိုငါတစ်ဖက်ကကိုင်ငါတစ်ဖက်ကမွေးငါပကံကိုယူပြီးစိုးမြတ်ရှိသွားချပေးပါတယ်ပြီးရနဲ့သွေးနဲ့ကက်ကြီးကိုထုတ်မညက်သေးတဲ့နည်းနည်းစီးကပကံနဲ့ညက်ထည့်ပြီးဘုံကုန်းနေတော့အဖြစ်ပြက်ကတိတ်မြန်ပါတယ်လူ၃ယောက်ဝင်ခုတ်သွားတာစိုးမြတ်ကြီးဂိမ်သွားပါပြီခုတ်ပြီးရနဲ့အဲ့ဒီလူတွေဘဲပြောက်သွားမှမသိပါဘူးသွေးငိမ့်ငိမ့်နဲ့စိုးမြတ်ကြီးရှိမှနွားကြီးကကက်ကြီးတက်ငတ်နဲ့နန်းနန်းမင်းတစည်းခိုင်ပြီးငူကြီးရနေပါတယ်ခဏနေတော့တတိဝင်လာပြီးသူ့ဆိုင်ကားကိုတက်ခွပြီးနင်းပြေးပါတော့တယ်ရဲတွေရောက်လာတဲ့အခါမွေငါးတိုင်ကအပြိုကြီးကိုစစ်တော့တီတာဘာမှမသိရပါဘူးရှင်ကိုစိုးမြတ်ကြီးမွေငါးငါစားတယ်ဟင်းရင်တောင်းတယ်ကိုနွားကြီးကသွားချပေးတယ်ကိုနွားကြီးချပြီးတော့ကိုစိုးမြတ်ကြီးတိတ်နေတာပါပဲရှင်အဲ့ဒီနောက်တော့အငုံတစ်ဝိုင်းမှာလူမိုက်တွေကြားတည်င်းတစ်ခုကနာမည်ကျော်သွားပါတယ်နွားကြီးချလိုက်တာစိုးမြတ်သေးပြီအဲ့ဒီနေ့နေငယ်မှာပဲ
စိုက်ကားကိမှာကြားထိုးနေတဲ့အငုံနွားကြီးခေါ်မျိုးငိမ့်ခေါ်ပေါက်တူးကိုရဲကသိုးမြတ်တက်မှုနဲ့ဖမ်းပါတယ်စခန်းရောက်တော့ရဲကနွားကြီးကိုမေးပါတယ်မင်းဝင်ခံလိုက်တော့နွားကြီးကငုတ်ရဲခဲရဲသူမို့အခုကိုသွေးနဲ့ပြန်ပြောပါတယ်ကျွန်တော်ဝင်ခံပါတယ်ဘုံလေးအငုံပငုံကွင်းနဲ့ကကိုယ်ရိုက်နေဖြုတ်ခိုးပြီးရထားငိုင်းနာအညာသားတန်တူတန်သားဆိုင်ကိုတွားရောက်မိတာကျွန်တော်ပါ35ကျက်ရပါတယ်တိတ်မကြဘူးသိုးမြတ်ကိုတတ်ခဲ့တဲ့လူမိုက်တွေကငါဖမ်းခံပေမဲ့နွားကြီးကတော့ပြည်သူပိုင်ပစ္စည်းဖြက်စီးမှု61နဲ့ထောင်ကြပါတော့တယ်နွားကြီးငါချမှာသိုးမြတ်တိတ်တာပဲဆိုတဲ့စကားထောင်ထဲအထိနာမည်ကြီးပါတယ်ခုနအပေါ်မှာပြောခဲ့သလိုဘောနဲ့ကြီးကျဲဘက်စကန်ရောက်တော့နွားကြီးဟေးဆိုတာနဲ့ဘယ်ချင်းသားမှအီးတောင်မပါရဲပါဘူးနွားကြီးကဂေါ်ဘီကင်းတောင်ဝင်ယူထားတာပါရဲဘက်အချင်းစကန်အိမ်သားရဲ့တိချာမရှိသေးတော့ကြုံရခြုံနေအီးပါကြတဲ့အချင်းသားတွေ့ရင်နွားကြီးကပေါက်တူးတက်ကက်ကင်ပြီးရောက်လာပါတယ်ပြီးရင်အီးပါတော့မပြီးသေးဘူးပေါက်တူးနဲ့ကော်ယူသွားပြီးဂေါ်ဘီကင်းနဲ့မျိုးသားသွားထည့်တတ်ပါတယ်အီးပါကောင်းနေတော့နောက်ကနေပေါက်ပြားကြီးနဲ့ငါကော်ဖို့စောင့်နေတဲ့နွားကြီးကြောင့်အချင်းသားတွေကနွားကြီးတန်ကြားနဲ့အီးမပါရဲပါဘူးကိုကပါနေတော့အနောက်ဘက်ကနေပေါက်တူးကင်ပြီးကိုကြီးကိုကောငါစောင့်နေတာဘသူကကြောင်းကုန်ပါတယ်ငယ်ဒါကတော့ငွေပဲတကရှင်ရတဲ့ပေါက်တူးကိုနွားကြီးချသွင်းပါပဲငမွေထိုးရငတ်စအကိုရိုးမရဲ့ဆောင်းကအဲ့ဒီတုန်းကခိုက်တုံအောင်အေးပါသေးတယ်ဘောနဲ့ကြီးရဲဘက်စခန်းနဲ့ငှက်ဖျားထားတဲ့သူတွေရဲ့တကက်ကညီးတဲ့နေကငွဲပြီးတိတ်ဆိတ်ပါပဲတစ်ချက်ခြံစည်းကိုအဆက်ဘဟိုကင်းမျော်စင်ပေါ်ကကင်းသမားရဲ့စက်ငိတ်မီးရဲကငွဲပြီးပေါဝင်းကျင်ကအမှောင်တိပါအာငမွေတို့ရဲ့တေးပါပြီအတန်နဲ့ကြီးတစ်ခုကြောင့်ငဲငတ်တွေတော့ငှက်ဖြက်ပြန်ကုန်ပါတယ်အချင်းသားအငုံနီးပါနိုးကကြပေမဲ့ရောင်ငုံတော်ထားမကြည့်ကြပါဘူးခုနအော်တန်ကြီးကကြံတော်တင်ချိုင်းတစ်ခက်ကနာမည်ကျော်လူမိုက်ရခကြီးရဲ့အော်တန်မန်အားလုံးသိကြပါတယ်သူ့ကိုဖြန်ကျသွားတဲ့ဘိန်းပြူရောင်သမား၃កောင်ကို၃កောင်မြိုင်တက်ခဲ့တဲ့ရခကြီးရဲ့နာနာကျင်ကျင်နဲ့အာနာငိုက်တာငမွေတို့ရဲ့ကိုအကန်တကြားအော်တန်ကိုအချင်းစကန်တစ်ခုကိုကြားပေမဲ့တုတ်မြမငုတ်ကြပါဘူးငမွေတို့ငါစာပန်ကိုဆိုတာထောင်ချမ်းကြည့်တဲ့သူတွေသိကြပြီးသားပါငမွေတို့ကဘယ်သူကဲခက်ကျွဲမှန်ရင်ဂျိုယာမကင်းတန်ကိုလူမိုက်မှန်ရင်လည်းဒဏ်ရာမကင်းပါဘူးအင်းစိန်ထောင်တာယာဝတီထောင်နဲ့ဘောနဲ့ကြီးရဲဘန့်ကိုကြမ်းပိတ်စိုးပိထိတ်ခေါင်လူမိုက်ကြီးတွေမှာလည်းစိုးခဲ့မိုက်ခဲ့တိုက်ခဲ့တက်ခဲ့ရာရခဲ့တဲ့ဒဏ်ရာတွေအများသားပါဒါပေမဲ့အဲ့ဒီလူမိုက်ကြီးတွေအားလုံးမှာတူညီတဲ့ဒဏ်ရာကိုစီရှိကြပါတယ်အဲ့ဒီဒဏ်ရာကိုပြပြီးဒါဘသူငချန်လဲဆိုတညီတညွတ်နဲ့ဖြည့်ကြမှာကငမွေတို့ဆိုတဲ့နာမည်ပဲဖြစ်ပါတယ်ငမွေတို့နာမည်အချင်းကတီဂျီခန့်ညာတဲ့ငမွေတို့ကနာမည်နဲ့ငါရောက်တီဂျီခန့်ညာတဲ့ဥပဒေရုပ်ရှိပါတယ်အသားညုတ်ပေမဲ့စမတ်ကြတယ်ဂျေမောက်မီနဲ့တီရှပ်ကိုတာသနာဝတ်တယ်နေကမြင့်မှန်ကြိုက်တယ်စင်မလိုက်ဝတ်တဲ့ရုံလူမိုက်တွေတခေတ်စန်းချိန်မှာငမွေတို့ကခြာတိတ်ပဲရှိပါသေးတယ်ကျင်းမြိုင်ငါးသေးမှာကိုဆန်းဦးကိုဆန်နီတို့အဖွဲ့တွေရှိနေပြီးစင်မလိုက်ကအကြည်လေးစရာအနောင်လေးတို့အားပြိုင်နေကြချိန်မှာခြာတိတ်ငမွေတို့ဟာနေမြေနှစ်ခုကြားကဖာပြီးထောင်ထားတဲ့တဲဥကန်တစ်ခုကိုအပိုင်သားယူထားနိုင်သူပါနှစ်ဖက်လူမိုက်တွေဟာငမွေတို့စောင့်ရှောက်ထားတဲ့ဘီကိုခြေဦးတော်မငဲ့ရဲကြပါဘူးဒါကစကန်းရှိပါတယ်စင်မလိုက်ဝတ်တဲ့ရုံအုပ်စုမှာငိုက်ရင်သုံးဆိုတဲ့အနောက်လေးဟာတရက်ငမွေတို့ပိုင်ဘီကိုစက်ကြီးကတောင်းပါတယ်ငမွေတို့ကတဲဥကန်ရှိရ PCO ဖုန်းတိုင်မှာစွတ်ကျအဖြူကိန်းနဲ့ဂျင်းမောက်မီအစုံလေးနဲ့ထိုင်ပြီးနဖာကငေါ်နဲ့နဖာကြီးကငေါ်နေပါတယ်လူမိုက်အနောက်လေးဟာဘီမန်နေဂျာစီကမိုက်ကြီးခွဲပြီးပြန်ထွက်သွားမှာငမွေတို့ကခါးကြားမှာထိုးထားတဲ့စာအုပ်ကိုဖွင့်လိုက်ပါတယ်ပြီးတော့ PCO ဖုန်းနဲ့နံပါတ်တစ်ခုကိုခေါ်လိုက်ပါတယ်ဟန်ကိုနောက်လေးမိမကဗျအခုပဲကျွန်တော်တို့ဘီကပြန်သွားတယ်ပြောမရဘူးအမရေဒီကကောင်မတွေကအကုန်အေးကိုက်နေတာအေးမကိုက်တော့ကာသားယောဂရှိကြတာပဲအခုကိုနောက်လေးနဲ့ဝင်နေစော်ကအရင်ကြံတော်တဲ့ကအနူမောင်သိမ့်မိမလေးအဲ့ဒီယောဂကကူးတတ်တယ်အမယောက်ျားကိုကြည့်ပြောဒီကတောင်းသွားတဲ့ပတ်စံတွေကအမကိုအဲ့ရင်တတိထားကင်တော့ကြအမကကူးနေမယ်ဒါပါပဲခဏနေတော့လူမိုက်အနောက်ကကြီးကမျက်စိပြက်မျက်နှာပြက်နဲ့ပြန်ကားတယ်သူ့ကြောင့်သားအကြည့်ကြီးတို့တတိုက်ပါသပေါ့ငမွေတို့ရာရော့ခုနငါယူသွားတဲ့ပတ်စံတွေငါမိမကိုအခုပြန်ဖုံးဆက်ပေးစမ်းပါဟာခုနငါဆက်ကြီးပဲတောင်းတာဘယ်စောနဲ့မှမဝင်လိုက်ပါဘူးကနိုးမဟုတ်အိမ်မှာကွိုင်ရှာနေကိုပါကွာငမွေတို့ကကောင်းပြီကိတခုံးမဲ့ပြောပြီးနားကငေါမပြတ်ဘူးတဲ့အဲ့ဒီနေ့ကစပြီးလူမိုက်ခေါင်းဆောင်တွေကငမွေတို့ဆိုဝေးရှောင်းနေဒီကောင်ခါကြအစာအုပ်ထဲမှာသူတို့မိန်းမတွေကိုဆက်သွယ်ရမယ်ဖုန်းတွေရှိတယ်ကိဒီကုန်းနဲ့ပြည့်တဲ့မှုတွေနဲ့ငမွေတို့ထောင်ကြတယ်ထောင်ထဲရောက်မှငမွေတို့ဘာဆိုတာသိကြတယ်အပြင်မှာစိုးပေးမိုက်ပေးဆိုတဲ့လူမိုက်ပကေးကြီးတွေတော့ထ
ထောင်ထဲရောက်ပြီးဆိုတာနဲ့ငမွေတို့ရှိရဲ့ထမင်းပုတ်ကိုငါရှာရတယ်အဲ့ဒါဆိုငမွေတို့ကမြနေအောင်တွေးထားတဲ့ဇုံကလေးနဲ့ဖန်ခွဲစားအောင်ငုံနေအောင်တွေးထားတဲ့ဖန်ကုန်းလေးတွေကပုံစားလေးထည့်ပြီးချောင်ကြတဲ့တနေရသွားကြတာပဲမယုတ်သေးစကားငမွေတို့ထည့်ပေးတဲ့ခေါင်းလေးဆိုအနာချက်မြန်နေနေရမှန်နေစိုက်ဖက်နေတဲ့ဒါပေမဲ့ငမွေတို့ကငါစားတော့နေပြင်းနေပထမဆုံးတစ်ချက်တော့အသေးကအောင်နာတယ်အဲ့ဒါငမွေတို့ရဲ့တမိုင်းပဲခေါင်းလေးကိုဘယ်နေရာထည့်ရတယ်ဆိုတာတော့မတိသေးသူတွေကတိတဲ့သူတွေကိုမေးကြည့်ကြပါကျွန်တော်အနေနဲ့ထည့်ရေးဖို့မသိတော့ဘူးထင်လို့ပါခင်ဗျာဒီတော့ပြန်ဆက်ရရင်ထောင်ထွက်သိုးမှန်ငမွေတို့ကအချက်အမာရွတ်တွေရှိကြတာကြီးပဲအခုပဲစောင်းနေအေးမှာဘုန်းနဲ့ကြီးကျဲဘက်ကိုပြောင်းလာတဲ့လူပိုက်ရက်ခကြီးတယောက်ငမွေတို့ကစားအောင်မိနေပြီကြီးအပိုင်းတက်မှာပြောခဲ့တဲ့ဂိုင်းချုပ်ကြီးရဲ့အနောက်လေးတို့ပြဿနာမှာငမွေတို့စနက်အဓိကပါတယ်ဆိုတာနောက်ပိုင်းအခန်းတွေကြရင်ဇက်ရင်ငရငါပါလိမ့်မယ်အခုတော့ခဏရက်မယ်သုံးကောင်းပြန်ခေါင်းဖြတ်မှုမှအနောက်လေးချင်းမြင့်နိုင်လူမိုက်အကြည့်လေးကိုလူသိများပေမဲ့သူ့ဆရာအနောက်လေးကိုတော့လူသိနေငါပါတယ်အနောက်လေးကဘောနက်ကြီးရဲဘက်စကန်ကိုမရောက်ခဲ့ပေမဲ့သူ့ကြောင့်သားအတော်များများဟာဘောနက်ကြီးစကန်မှာသူ့နာမည်အတုံးချပြီးဩသာထူထောင်ကြပါတယ်ဘောနက်ကြီးမှာဘယင်လုံးနေတဲ့ဂိုင်းချုပ်ကြီးကတင်ကားရွှေနဲ့အနောက်လေးတို့ထိတ်တိုက်တွေးကြတဲ့ကိစ္စမိဘမှာငယ်ငမွေတို့စနက်တွေပါနေပါတယ်ဒါတွေမပြောခင်အနောက်လေးရဲ့ရာဇဝင်ကိုဖော်ပြပါမယ်ခုနပြောခဲ့တဲ့ကြံတော်တင်ကြံလူမိုက်ရက်ခကြီးဟာဘိန်းပြူတဲ့၃ယောက်ကိုတတ်ပြီး1250ကျသွားချိန်မှာအဲ့ဒီတခွင်မှာအပိုင်သားလူမိုက်ရင်လို့ထပ်ပေါ်မကားသေးပါဘူး1988အရေးကင်းဖြစ်ချိန်မှာတော့ရက်ခကြီးနေရာမှာအနောက်လေးကနာမည်ကျော်ဖို့ဖြစ်လာပါတော့တယ်အနောက်လေးနာမည်တွင်မုံကအနောက်လေးဟာငယ်စဉ်ကတည်းကတကွန်ကုန်းမှာဖင်ရသူများထက်ကြီးပါတယ်ဒါကြောင့်လမ်းလျှောက်ရင်အနောက်ပိုင်းကလေးနေပြီးဤပဲနဲ့မို့အနောက်လေးကိုခေါ်ရကနာမည်ရင်အောင်မွန်ဆန်းပျောက်သွားတာပါအနောက်လေးကစင်မလိုက်ဝတ်တက်ယုံကဝတ်တက်သမားမျိုးရိုးပါငယ်ကလေးကမိန်တစ်ချက်နဲ့ဝတ်ထိုးငါသူမို့တတ်တာဖြတ်တာငရင်ပါတယ်အနောက်လေးကသူ့ခန္ဓာကိုယ်နဲ့မငိုက်အောင်တွန့်ကတ်တယ်ဂိုင်းချုပ်ကြီးတင်ကားရွှေနေမတူတာသူကတင်ကားရွှေကိုတွေးနေအကွက်မချဘူးပြဿနာကိုဝုန်းကနေဖြည့်ရှင်းတတ်တယ်ဒီကိုအချင်းကြောင့်ပဲအနောက်လေးခေါ်အောင်မွန်ဆန်းဟာအရေးအခင်းကငါမှာရဲ၃ယောက်ကိုခေါင်းဖြတ်မှုနဲ့ထောင်ချသွားပါတယ်ဖြစ်ပုံကဒီကို88ကငါမှာအနောက်လေးဟာအသက်20ဝန်းကျင်မှာမိုက်သွေးနဲ့ဇာကန်လေးရရှိနေတော့အနီးနားလူငယ်တွေကသူ့ကိုဆရာတင်ထားကြပါတယ်အရေးအခင်းမှာတချို့လူအုပ်ကြီးကအစိုးရကိုတောင်တွေဖောက်ကြအဲတန်းစီတဝိုက်ကပိတ်ထားတဲ့စိုက်တွေဝင်ဖောက်ကြငုတ်ကြပါတယ်လူအုပ်ကြီးကဝင်လူနေပြီးဆိုအနောက်လေးဦးဆောင်တဲ့ဝတ်သိမ်ယုံကလူငယ်တစုဟာဝတ်ထိုးတဲ့မင်းကြီးတရားရဲနဲ့ရောက်လာပြီးဟင်ကိုင်းဖက်ကြတဲ့အဲ့ဒါငါတို့ဟာတွေငါဟာတွေဆိုပြီးအတီပေါင်းနဲ့ဝင်လာတတ်ပါတယ်ကမောင်းနဲ့နှစ်ဖူးမှာအနီစည်းတွေစီးထားပြီးငါထဲမှာမင်းကြီးတွေကငယ်တရန်ရန်ဖင်ကြီးတုံနဲ့ဝင်လာတဲ့အနောက်လေးနဲ့လူငယ်တစုကိုမြေနာနဲ့လူအုပ်ကြီးကဘာမှမသိတော့ရှိန်မြင့်ငါဖက်ပေးကြပါတယ်ကမောင်းနဲ့နှစ်ဖူးကအနီစည်းတွေကတော့ဘာတမကဘာအဖွဲဒီကမှမဟုတ်ပါဘူးသူတို့ဟာသူတို့အိမ်တွင်းအုပ်ကပိတ်စာတွေစီးကြကြတာပါပြီးတော့မှအနောက်လေးတို့ကဖောက်ထားတဲ့ကိုတောင်ဟာဈေးကြီးပေးဆိုတာတွေကိုကောင်းကောင်းကြီးယူကြရွေးကြပါတယ်အရေးကင်းကငါတင်အယောင်းအဝယ်တွေဖြစ်ပြီးအနောက်လေးဟာစီးပွားရေးကောင်းလာပါတယ်အရေးအခင်းရဲ့အရှိန်အမြင့်ဆုံးကငါမှာတော့အနောက်လေးနဲ့တွန့်ကိုတတိုက်ဟာကိုတောင်ဖောက်တဲ့နေရာတွင်ငိုက်ရှာရင်ဘရင်အောင်ဘက်မှလူရုပ်စုကြီးကိုတွေ့လိုက်ပါတယ်ထုံးစံအတိုင်းအနောက်လေးဟာတွန့်ကိုတွေကိုဘာမှပြောမနေတော့ပဲမင်းကြီးကင်ပြီးဟေ့ဖဲကြအဲ့ဒါငါတို့ဟာတွေဆိုပြီးအတန်နဲ့ကြီးနဲ့ပြေးဝင်သွားပါတယ်လူအုပ်ကြီးကရှဲကနေဝိုင်းဖက်ပေးလိုက်ပါတယ်လူအုပ်ငယ်ရောက်တော့ခေါင်းပြက်နေတဲ့အငေါင်းသုံးကောင်ရဲယူလူဖောင်းနေနဲ့ခေါင်းကဘသူဖြတ်သွားပြီးဘယ်နှယူသွားမှမသိဘူးအနောက်လေးကခေါင်းပြက်မတာသုံးကောင်ရှိမှမင်းကြီးကင်ကိုထီရက်နေပါတယ်နောက်လိုက်ကြည့်တော့သူတပည့်ကျော်အုပ်စုကအငေါင်းမြင်တာနဲ့ပြန်လိုက်ပြေးကုန်ပြီအဲ့ဒီအချိန်ဒိုင်းကနေတနက်တန်ပေးပြီးစစ်တပ်ရောက်လာတယ်လူအုပ်ကြီးကပြေးတယ်အနောက်လေးကပြေးဖို့ကြိုးစားတယ်ဒါပေမဲ့အငေါင်းနဲ့ခလုတ်တိုက်ပြီးချော်လဲတယ်တွေးတယ်လူကတက်နဲ့အတူပါလာတဲ့ရဲကအနောက်လေးကိုကောင်းကောင်းဝိုင်းသမားကြီးဖမ်းလိုက်တယ်ဒီကုန်းနဲ့အနောက်လေးကရဲ၃ယောက်ကိုခေါင်းဖြတ်မှုနဲ့ထောင်ထဲဝင်ရပါတယ်အခင်းဖြစ်နေရမှာတွေးတယ်လူကြီးမင်းကြီးကင်ထားတဲ့သူမှတရခံမဖြစ်ဘသူဖြစ်မတော့တကယ်တော့အနောက်လေးဟာသူဖြတ်တယ်ဆိုတဲ့ခေါင်းတွေဟာသပင်ဘာပုံညာထားလိုက်ဆိုတာတော့မတိကရရှာပါဘူးဒီကုန်းနဲ့အနောက်လေးကထောင်ထဲမှာပါဝါတက်ခဲ့တယ်နောက်ဆက်နှစ်အကြာမှာအနောက်လေးထောင်အားထွက်လာတဲ့အချိန်စင်မလိုက်ကြည့်မနိုင်တကြောခေါင်းဖြတ်လူမိုက်အနောက်လေးဆိုပြီးသူ့တစ်ခစ်ကိုထူထောင်ပါတယ်အခုတော့ငါတို့ဟာတွေအငုတ်ကောင်းကိုထောင်ကြပြီးလူမိုက်ဖြစ်ခဲ့တဲ့အနောက်လေးဟာ
တန်ကားဘက်မှာငါတို့စာပေဆိုပြီးစာအုပ်ငါးတန်လေးဖွင့်သမမြုပ်နေတဲ့ကိုသိရပါတယ်နောက်တစ်ပိုင်းကိုတော့အနောက်လေးတစ်ဘက်တွေနဲ့ဂိုင်းချုပ်ကြီးတင်ကားရွှေတစ်ဘက်ရေမင်းသုံးကောင်တို့ညီးကြတဲ့အကြောင်းဆက်ရေးပါမယ်ရေမင်းညီနောင်သုံးဖို့ဘောနက်ကြီးရဲဘက်စကန်ဆိုတာမြမတပြင်းလုံးကသိုးပိမိုက်ပိဆိုတဲ့လူမိုက်ကြီးတွေစုဝေးတဲ့အရက်ဖြန့်လာတဲ့အခါအကျဉ်းထောင်ဝန်ထမ်းတွေဆိုရင်လေတပြင်းလုံးမှာရှိတဲ့ထောင်ဝန်ထမ်းတွေတဲကကျမ်းပိရမ်းပိရက်ဆက်ပိဆိုတဲ့ဝန်ထမ်းတွေကိုပို့ထားပါတယ်ဒီဝန်ထမ်းတွေထဲမှာအရက်ဆက်ဆုံးအကြမ်းတမ်းဆုံးနဲ့အကျဉ်းသားတိုင်းကြောက်ရတဲ့ထောင်ဝါဒ6000ပြန်တာထူးအကြောင်းမပြောခင်ရေမင်းညီနောင်အကြောင်းအရင်ပြောပါမယ်သူတို့အဘိုးဟာမဆာငါခင်မှာနာမည်ကျော်လူမိုက်ကြီးပြွန်တသားရေမြင်းမှာအဲ့ဒီခေတ်ကတန်တရာမပူဆိုတဲ့ကျင်းမနိုင်တဲ့စမ်းချောင်းကြားကနာမည်ကျော်ပြစ်တသားမကြီးတောင်ပြွန်တသားရေမြင်းကပြီးဟေးဆိုတုံနေအောင်ကြောက်ရပါတယ်ကြောက်ဆိုပြွန်တသားရေမြင်းထောင်ကြတဲ့အမှုကငယ်နေနေရရမဟုတ်ပြွန်တသားဘူးတာမှာတန်ငန်းကင်းတောင်ဝင်ကြတစ်သားတယောက်စီကတနန်းလူတဲ့အမှုပြတကယ်တော့ဦးကြီးမြင်းဟာပြွန်တသားမျိုးကငယ်မဟုတ်ပါဘူးပြည်ဘက်ကငုံလို့ပေါင်းတဲ့ဘက်ကငုံလို့ပါသူကစစ်ဖက်ဖြစ်တော့စစ်တပ်ကထွက်ပြီးခြေဦးတဲ့ရလျှောက်သွားပါတယ်တက်ကပငါတဲ့ငါးသာငယ်ကုံတော့ပြွန်တစားဘူဒါနာတဝိုက်ရောင်ငယ်ငယ်ဖြစ်နေပါတယ်ငါထဲမှာငယ်ငွေကမရှိဘိုက်ကငယ်စနေချိန်တန်ငန်းကင်းတဲ့ထဲမှာတနက်ထောင်ပြီးဟန်ကော်ရဲကထမင်းကိုစားနေတဲ့စစ်သားတယောက်ကိုတွေ့ပါတယ်အဲ့ဒီအချိန်မှာရေမင်းကဘာမှစဉ်းစားမနေပဲစစ်သားစီတရှိန်ထိုးဝင်ပြီးလူပြေးပါတော့တယ်ငါစီကမန်းနဲ့တနက်လူပြေးတယ်မန်းနဲ့တနက်လူပြေးတယ်ဖမ်းကြစစ်သားငရအငန်တကြားထအော်တော့ဘူရာဘက်ကစစ်သားတွေကပြေးကြပြီးရှင်းမင်းကိုတနက်တွေနဲ့ချိန်ပြီးဝိုင်းဖမ်းလိုက်ကြပါတယ်လူတယောက်တနက်လူကိုဆိုပြီးဘူရာမှလည်းအိုးတော်တောင်းနေဖြစ်သွားပါတယ်စစ်သားတွေကရှင်းမင်းကိုဖမ်းပြီးတဲ့အချိန်ကျရှင်းမင်းမှာဘာတနက်မှမတွေ့ပါဘူးစစ်သားငိစငတ်ဆဟန်ကောကြိုင်ပဲတွေ့ပါတယ်ဟန်ကောကြိုင်ထဲမှာတော့ထမင်းနဲ့တဝဲဒေတာငုတ်တနက်ချင်ဘက်ပဲရှိပါတယ်တကယ်တော့တဝဲသားစစ်သားငိဟာထမင်းနဲ့သူ့ဒေတာကပို့လိုက်တဲ့တနက်ချင်ဘက်ကိုအားရပါရစားနေတော့အငုခံလိုက်ရငုတဝဲတန်နဲ့ထမင်းနဲ့တနက်အငုခံရတယ်ကိုအော်တာပါဘာပဲဖြစ်ဖြစ်ရဲစကန်အချုပ်ထဲရောက်သွားတဲ့အခါဘူရာမှာစစ်သားစီကတော့တနက်လူတဲ့လူမိုက်ကြီးရှင်မင်းဆိုပြီးပြွန်တစားဒေတာခံနေကြကြော်ကြားသွားတဲ့ရှင်မင်းမှာထောင်ရောက်တော့လေတနက်လူတဲ့ရှင်မင်းကြီးဆိုပြီးထောင်သားတွေကရှိန်ကြပါတယ်ထောင်အားထွက်လာတဲ့ရှင်မင်းဟာရန်ကုန်တက်လာတဲ့အခါသူကျွမ်းကျင်တဲ့ဘူရာတွေတဝိုက်မှာကြက်စားပါတယ်ဒါပေမဲ့ဘိုးတုတ်ပသိမ်ညွန့်ဘာဘူးတိန်ကြီးတင်းကဖေးကြည့်မနိုင်ကြကြစသဖြင့်ရန်ကုန်ကရှေးဟောင်းလူမိုက်ကြီးတွေကသူတို့ကြီးစိုးရဒေသတွေမှာနာမည်ကိုတွဲခေါ်တတ်ကြပါတယ်ဒါကိုသဘောကျတဲ့ရှင်မင်းဟာသူတနန်းလူတယ်ဆိုပြီးနာမည်ဆရခဲ့တဲ့ပြွန်တစားဒေသကိုသူ့ကိုယ်သူပြွန်တစားရှင်မင်းပွဲခံခဲ့ပါတယ်မြို့ဘက်ရထားတွေဘူရာတွေတလျှောက်လှုပ်ရှားနေတဲ့ပြည်တစားတွေခေါင်းနေစီရပြွန်တစားရှင်မင်းကဂိုင်းကြီးကောက်ပါတယ်ခေါင်းနေရရှင်မင်းအကြောင်းစုံစမ်းတော့ပြွန်တစားဘက်မှာတနန်းလူပြီးထောင်ချငါတာလို့ကြားပေမဲ့လူမိုက်အတင်းမို့တိတ်ကြီးမဆိုင်ပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကရဲတပ်ဖွဲ့ဝင်တွေနဲ့ပိုင်ကားပါကြီးရဲဆိုတဲ့တန်တရာမပူတောင်ပြွန်တစားရင်မင်းကိုဂိုင်းကြီးပေးရပါတယ်ဆိုတဲ့သတင်းလိုက်ကြရောခေါင်းနေပြည့်တစားအိမ်တွေအားလုံးကပြွန်တစားရင်မင်းကိုဂိုင်းကြီးပေးကြဖို့သုံးဖြတ်လိုက်ကြပါတော့တယ်အစကတော့တန်တရာမပူဟာမနေ့တနေ့ကမှပေါ်လာတဲ့ရင်မင်းကသူ့ကိုမိုက်ရိုးရင်းနေတဲ့ပြည့်တစားဂိုင်းချုပ်ကြီးကိုငါရှင်နေဆိုပြီးအခမ်းပါသေးတယ်တရက်တော့ကြည့်မနိုင်ဘူးလားနဲ့စမ်းချောင်းကြားကမပူရဲ့တဲအိမ်တန်း BC ကိုရေမင်းကြီးပငိကမှကိုငိဝါပြီးရောက်လာပါတယ်သူကတဲ့အချိန်မပူကစမ်းချောင်းစကန်မှုကြည့်မနိုင်တဲ့ထိန်းတို့ကိုစားတောက်ဆိုင်မှာကားရက်ခံနေချိန်မှာရေမင်းကတာမန်ဖောက်တဲ့တရားကိုပန်ကာပြီးအချိန်4နာရီအတွင်းမှာကောင်မငိ9ယောက်နဲ့အတူနေသွားတယ်လို့ဆိုပါတယ်မပူစီမှာကောင်မငိ9ယောက်ပဲရှိတာပါကောင်မငိတွေကရေမင်းကိုမဟာဆန်းအားရှင်ကြီးဆိုပြီးအံ့ဩနေကြတာပေါ့မပူပြန်ကတော့အစောပိုင်းကငါသွားတဲ့ထူးဆန်းတဲ့စူပါမန်လူစိမ်းကြီးအကြောင်းပြောပြကြပါတယ်ပြီးတော့အဲ့ဒီလူစိမ်းကြီးကနေတို့အမေပူပြန်လာရင်ပြွန်တစားရေမင်းကသွားတယ်လို့ပြောလိုက်လို့မှားသွားပါသေးတယ်အဲ့ဒီမှာမပူကရေမင်းတော့သူ့ကိုစားစိန်ခေါ်ပြီးဆိုတာတိကြိုက်ပါတယ်နောက်တစ်ပတ်အကြာမှာတော့ရေမင်းတည်းချတတ်တဲ့ဘူရာကြီးပေးကအရက်ဖြူဆိုင်ကိုရွှေတွေတီးနေအောင်ဝစ်ထားတဲ့မပူကြီးစိုက်ကားတစ်စီးနဲ့ရောက်ချလာပါတယ်သူ့နောက်မှာငယ်စမ်းကြောင်းထဲကလူမိုက်3ယောက်ကစပိန်ကိုတီနဲ့ပါလာပါတယ်ရှင်မင်းကတခါဝဲတပိုင်းသာရတဲ့ BDC အရက်ကိုကုံအောင်မောလိုက်ပါတယ်ပြီးတော့တံမြာကြီးတစ်စိတ်ကိုကောက်ဝါးလိုက်ပါတယ်သူဝင်းနေကြပငိကပစိုးကိုတင်းတင်းဝင်းလိုက်ပြီးတန်တရာမပူကြီးကိုထွက်တွေ့ပါတယ်ရှင်မင်းထွက်လာတာမြင်တော့မပူကြီးကငါ့ကိုကငိချီပြီးရှစ်ကြီးခိုးပါတယ်မောင်မင်းကြီးသားရဲ့နောက်ကျုပ်စီကိုမကာပါနဲ့ကျုပ်စည်းပွားအောင်မဖြတ်ပါနဲ့တော့ဟာမပူကျုပ်ကပတ်စံပေးပြင်းလာတာ
များစီအငကန်းကာတာမဟုတ်ဘူးခမားကောက်မငေးတွေကိုတန်ရတန်ကြီးပေးငါလားအမငေးပတ်စံပေးခဲ့မကပါနဲ့နော်ကြောင်ကုန်းကိုပါရှစ်ကြီးခိုးပါတယ်မနေ့တနေ့ကမှဘူရာနာရောက်လာတဲ့ငုံမိုင်းငုံကိုဘာငုံကိုရှင်မင်းဆိုတဲ့ကောင်ကိုရန်ကုန်ရဲ့နာမည်ကျော်ဂျင်မာကြီးတန်တရာမပူကငေါ့ကွန်ကြီးတချီချီနဲ့တောင်းမှန်နေတာကိုဘူရာတဝိုက်ကငုံမိုက်တွေရောမပုတ်နဲ့အတူပါငါတဲ့စမ်းချောင်းကငုံမိုက်တွေပါခငန်းငန်းကကြည့်ရင်အံ့ဩနေကြပါတယ်ကျုပ်မငါသေးချင်းရင်တော့ကျုပ်တောင်းနဲ့ငါးတင်ကြီးပေးငေးမင်းကပငေါငိုချင်းတာငေးတငါအစိတ်ရွှေတကြက်သား100ငေါပဲရှိတဲ့ခင်မှာတငါ25ကျက်ဆိုတာများပါတယ်ဒါပေမဲ့မပူကပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မပေးငိုကြရောငါပြုံးတသားရင်မြင်းသူ့ပြီးကနေပြန်သွားတဲ့နေ့ကစပြီးဟိုကောင်မငိုင်း9ယောက်စငုံကျိုးကုန်တယ်ငိကျိုးတယ်ဆိုတာကံကားသားယောဂဖြစ်ကုန်တာကံကားသားယောဂဆိုတာအတုံးထောင်ကနေတဆင့်ငိကူးတတ်တယ်ဆိုတာမပူစီမှာရှိတဲ့ကောင်မငိုင်း9ယောက်ထဲကရင်မြင်းသားကငွတ်သွားတဲ့2ယောက်ကိုပါကူးကုန်ရောငိရှိသမျှ9ယောက်တွဲကြီးစစ်ဖက်ငိဖြစ်တော့စေကန်းကိုတွားပြလူတွေကမြင်ဖောက်တယ်တွေကငိမပူပြီးကစော်တွေကအကုန်စစ်ဖက်ငိဖြစ်နေတာဟိဆိုပြီးရှောင်းတော့မပူမှာနာမည်ပြက်ကောင်ကတိညံ့နေဆိုပြီးနာမည်ကြီးသွားတော့ဈေးကွက်မှာဖောက်တယ်တွေပြက်ပြီးဝယ်ငွေအားရင်နေသွားပြီမပူမှာခငိမ9ယောက်ကိုကူရတာပင်နဲ့စငိမိုးနဲ့တစားဘိုးတွေငွေ100ငေါပြုတ်သွားတယ်ဒီတငါးတစ်ခါကနေရင်ကိုငွေ100ငေါပြုတ်မှာဆိုတော့တောင်းတဲ့အစိတ်ပဲပေးလိုက်မယ်ဆိုပြီးမပူဆုံးဖြတ်တော့တာပေါ့အဲ့ဒီကစပြီးပြုံးရစာရင်မြင်းဟာဆိုရှင်လိတ်ခက်မှာငွေမကြီးတယောက်အဖြစ်နာမည်ကြီးကရတော့တာပါပဲအခုမှစငန်းလိုရင်းကိုရောက်ပါပြီပြုံးရစာရင်မြင်းဟာလူငယ်တယောက်ပါဘူရာတလျှောက်ဘီးတွေစီကစက်ကြီးရတဲ့ငွေကိုစုတောင်းပြီးမင်္ဂလာတောင်ညွတ်မဆန်ကဆက်မှတ်တိုင်ဘေးမှာအိမ်တငုံဝယ်ပါတယ်တပည့်တွေမွေးပါတယ်ရက်ွက်ကောင်စီဥက္ကဋ္ဌအရွေးခံတော့မဆန်ကဥက္ကဋ္ဌကြီးဖြစ်လာပါတယ်ဘငေါပဲချမ်းသာလာပါသည်မဆန်ကဥက္ကဋ္ဌကြီးရှင်မြင်းဟာသူ့ရဲ့အမှတ်တသိဖြစ်တဲ့ကာငါသားယောဂါကိုတော့ငုံဝမကုပါဘူးဒီငတ်နဲ့ငါဟာပြုံးတသားရင်မြင်းဆိုတဲ့လူမိုက်ထိပ်ဒီဖြစ်လာတာဆိုပြီးတက်တာယုံမဲဆေးကုပါတယ်သူယူသမျှမိန်းမတွေကလည်းအကျိုးပေးတန်ပါတယ်အကျိုးပေးတန်နဲ့ဆိုတာအကုန်ကာငါသားယောဂကူးကုန်လို့ဖာကျိုးကုန်တာကိုပြောတာပါပြုတ်တသားရင်မြင်းကြီးအသက်ကြီးချိန်မှာတော့မဆငါဥက္ကဋ္ဌယာတုကပြုတ်ပါပြီ88အရေးကင်းဖြစ်ပြီးချိန်မှာတော့ရင်မြင်းကြီးပါဝါကျပါပြီဒါပေမဲ့အရင်ကအာနာစီးတဲ့ငကြံလေးတွေတော့ရှိပါသေးတယ်လူမိုင်းလောကကိုရင်မြင်းကြီးကနောက်ကနေချုပ်ကင်ထားတယ်ဆိုပြီးအတန်တွေရှိနေပါသေးတယ်အဲဒီနောက်တက်ဂရိ2000ဝန်းကျင်မှာရင်မြင်းကြီးရဲ့မြည်3ယောက်စကန်ထလာပါတယ်သူတို့ကတော့ရင်မြင်းကြီးရင်မြင်းကရင်မြင်းလေးတို့ပါသူတို့ကိုသူတို့အဘိုးကစစ်ဖက်ငိတ်ယောဂဘိုးအမွေပေးခဲ့ပါတယ်ဒါပေမဲ့ပြဿနာကသူ့ဘိုးခေတ်ကသာစစ်ဖက်ငိတ်ကအတုံးဝင်ခဲ့တာပါအခုခေတ်ကျပြည်သာပြီးတွေမှာကိုနှုံးအကာအကွယ်တွေတုံးလာကြတော့စစ်ဖက်ငိတ်ယောဂထင်တော့အငုံမဖြစ်တော့ပါဘူးဒါပေမဲ့အဖိုးဖြစ်သူငါထက်ကစီးတိမ်တွေနဲ့သုံးနိုင်ဖြိုးနိုင်တဲ့ရင်မြင်းကြီးကိုတွေဟာရန်ကုန်မြို့တဲကကငတ်တွေဘားတွေစီမှာဘိုးဝင်ခံมาတော့တယ်အဲ့ဒီခေတ်ကသူတို့နဲ့ခေတ်ပြိုင်စကူးပိန်ကိုင်းဆိုတာလည်းရှိနေပါတယ်အကြောင်းမသိသူတွေကြားမှာတော့စကူးပိန်ကိုရင်မြင်းကြီးနောက်ကကြိုးကင်ထားတဲ့ကိုသတင်းကြီးပါတယ်ဒီကိုသတင်းကြီးတာကိုလည်းရင်မြင်းကြီးနောက်ကတာရနေတာပါတကယ်တော့စကူးဘီကိုင်းဟာတီးတန့်ကိုင်းတစ်ခုပါပဲဇွန်လောကမှာလည်းရင်မြင်းကြီးမြည်တွေဟာရင်မြင်းကြီးအရှိန်နဲ့တဖြည်းဖြည်းနာမည်ကြီးကပါတယ်ရင်မြင်းကြီးနောင်ကားပြီးဆိုကငတ်ကယောက်ျားမိန်းမကြီးငယ်မှန်သမျှကငွေရကိုအမြန်ရှောင်ကြရသမြဲပါနို့မဟုတ်အနီးကနေမိရင်တော့သူတို့နာကပ်မိရဲ့မိန်းမဆိုဖင်နိုင်ယောက်ျားဆိုပေါင်ကျန်ထဲကရွှေပန်းလေးကိုအားရပါရကင်သွားတတ်လို့ပါပဲကငတ်တွေဘားတွေမှာရွှေမင်းကြီးနောင်ဟေးဆိုလူကိုအငုံကိုရှင်းသားသမြဲပါဒီတော့သူတို့အမြဲမငါအောင်ကငတ်တွေကစက်ကြီးပေးရပါတယ်နောက်တော့ရင်မင်း3កောင်ထောင်ချဖို့ဖြစ်လာပါတယ်အမှုကတော့အရန်မီးသက်ဝတ်စုံတွေခိုးသူတို့တပည့်စိုက်ကားသမားတွေကိုပေးဝစ်ပြီးမိခင်ချင်းလိုက်ကောက်မိရာကငရှိရက်ွက်ဥက္ကဋ္ဌတိုင်လို့အယောင်ဆောင်မှုနဲ့ထောင်ချတာပါပဲထောင်ချပြီးတစ်နှစ်အကြာမှာသူတို့ဘောနဲ့ကြီးရဲဘက်စကန်စီကိုရောက်လာကြပါပြီဘောနဲ့ကြီးမှာရှိတဲ့လူပိုင်ပကေးကြီးတွေဟာရင်မင်းကြီးရဲ့မြီးတွေရောက်လာတော့မယ်ဆိုတာနဲ့သူ့ထံကចောင်းသားမွေးဖို့ကြိုးစားပါတော့တယ်တစ်ချိန်ကနာမည်ကျော်လူမိုက်ကြီးတွန်းတသားရင်မင်းရဲ့မြီးတွေကိုချုပ်ကင်ထားနိုင်တယ်ဆိုတာနဲတဲ့ပါဝါမဟုတ်ပါဘူးဒီပါဝါကိုလူမိုက်တန်းလိုချင်နေကြတာပါခေါင်းငေါ့တဲ့ဘောနဲ့ကြီးစကန်မှာကလူမိုက်ကျော်သူဖင်ကိုတီးကိုင်းနဲ့ထိုးသက်ခဲ့တဲ့ဂိုင်းချုပ်ကြီးခေါ်တင်ကားရွှေရဲ့ကြံတော်3ကောင်းပြိုင်ရက်ခကြီးရဲ့အငုံနွားကြီးရဲ့ရှိနေပါတယ်ရက်ခကြီးကတော့သူ့ဘာသာသူမိုက်ကုံနဲ့တီးတက်နေတတ်တာမို့ပြဿနာမရှိပေမဲ့ဂိုင်းချုပ်ကြီးနဲ့အငုံနွားကြီးကတော့ရင်မြင်းကြီးမြီးတွေကိုကျောင်းသားမွေးဖို့ကြံစီနေကြပါပြီအဲ့ဒီနေ့ကမနက်၈နာရီလောက်မှာထုံကားကြီးတစ်စင်းဟာဘောနဲ့ကြီးရဲဘက်စခန်းရဲ့အဝင်ဝါကတုတ်ချောင်းကလေးကိုကြော်လာတဲ့အတန်
ကြားရတာနဲ့အငုတ်ကျန်းစခန်းကအကျဉ်းသားတွေအားလုံးတော့ရဖြစ်ကုန်ပါတယ်။ဂေါ်ဘီကင်းတွေကနွားကြီးဟာတွန့်ကဆွဲတော့ပေါက်ပြားကိုကင်ပြီးအသင့်ပြင်ထားပါတယ်။ခိုင်းချုပ်ကြီးကတော့ပဲခူးကျိုးမာတဲ့ရွာတွေဘက်ကအသေးရင်ငါရောင်းတဲ့ကောင်းချင်းကြီးတောက်ကိုဗတ်တစ်ဖက်ကကြစ်ပါအောင်ကင်ပြီးတောင်ရတဲကနေထွက်လာပါတော့တယ်။ကဲနောက်ပိုင်းမှာတော့ခိုင်းချုပ်ကြီးတင်ကားရွှေနဲ့အငုံနွားကြီးတို့ကြားကရင်မင်းသုံးကောင်လူပွဲမှာပငုတ်တဲထိတ်ကျင်ဖို့တွေ့မလဲဆိုတာစောင့်မျှော်ကြပါအောင်ခင်ဗျာ6000ပြန်တာထူးနှင့်ရင်မင်းလူပွဲဘောနက်ကြီးရဲဘက်စကန်အဝင်ဝကတုတ်ချောင်းလေးစီကထွန်ကားကြီးတန်ကြားရတဲ့အခါရင်မင်းသုံးကောင်ကားပြီးဆိုတာအားလုံးကသိကြပါတယ်ကောင်းချင်းကြီးတောက်ကိုငါကကြစ်ပါအောင်စုပ်ကင်ပြီးထွန်ကားတဲ့ဂိုင်းကျုပ်ကြီးတင်ကားရွှေနဲ့ပေါက်တူးကင်ထားတဲ့နွားကြီးတို့ဟာတယောက်ကိုတယောက်အငိမ်မပေးပဲစောင့်ကြည့်နေပါတယ်နာမည်ကျော်ရင်မင်းသုံးကောင်ရဲ့ဂိသားမှုကိုခံရဖို့အရေးတင်ကားရွှေနဲ့အငုံနွားကြီးတို့ရဲ့မိုက်ကုံတွေကိုပြရတော့မှာပါရင်မင်းသုံးကောင်ဟာတန်ချေချင်းကိုတီနဲ့ထွန်ကားကြီးပေါ်ကဆင်းလာပါတယ်အငုတ်ကျန်းစခန်းတစ်ခုကုန်တိတ်ထိတ်သွားပါတယ်ရင်မင်းသုံးကောင်ရှောင်းလာတဲ့ငန်းမှာတင်ကားရွှေနဲ့နွားကြီးဟာမျက်နှာချင်းတိုင်ရက်နေကြပါတယ်ရုတ်တရက်ဂိုင်းကျုပ်ကြီးခေါ်တင်ကားရွှေဟာဘသူမှမထင်မှတ်တဲ့အငုတ်တစ်ခုကိုငုတ်လိုက်ပါတယ်အဲ့ဒါကတော့နီးစက်ရခြုံတစ်ခုပေးမှငုံကြီးကိုမပြီးအငိမ့်ဆွန့်လိုက်တာပါပဲဒါဟာအငုံနွားကြီးကိုပေါ်တင်စော်ကားလိုက်တာဆိုတာကိုဘောနက်ကြီးကဝန်ထမ်းတွေရောအကျဉ်းသားတွေပါသိကြပါတယ်အငုံနွားကြီးဟေ့ဆိုဘယ်ကျင်းသားမှချီးမပါရဲပါဘူးဆိုတဲ့အစင်ကားကိုတင်ကားရွှေခေါ်ဂိုင်းကျုပ်ကြီးကချိုးဖြန့်လိုက်တာပါပဲဟေ့အငုံနွားကြီးဟာအတန်တန်ကြီးနဲ့អော်ပြီးပေါက်တူးကိုကင်ကတင်ကားရွှေသည်တဟုန်ထိုးပြေးသွားပါတယ်အဲ့ဒီနောက်ထိုင်ရရဲ့အခင်းသွားနေတဲ့တင်ကားရွှေရဲ့အနောက်ဘက်ကနေပေါက်တူးကိုအားကုန်လဲပြီးဖင်ရောက်ကနေရှက်အီးပုံကိုထိုးကွန်လိုက်ပါတယ်ကောက်အငုံနွားကြီးတန်းတော့ဖြစ်သွားပါတယ်သူ့ပေါက်တူးမှာဘာမှပါမလာပဲကောက်ဆိုပြီးမငုံအတုံးလေးတုံးဟာတစ်ဖက်ကိုငိတ်သွားပါတယ်သက်စခန်းလုံးကသူတို့နှစ်ယောက်ရဲ့အဖြစ်ကိုရင်တထိတ်ကြည့်နေချိန်မှာတင်ကားရွှေရရုတ်တရက်မတက်ထရလိုက်ပြီးနွားကြီးရဲ့ခေါင်းကိုကောင်းချင်းကြည်တောင်းနဲ့ရိုက်ထည့်လိုက်ပါတယ်တင်ကားရွှေရအပုံမြင်ပေါက်တူးအားကိုနဲ့ကျုံးကျင်တဲ့အငုံနွားကြီးကိုပညာပေးလိုက်တာပါရင်မင်းညီနောင်ကမင်းလို့ကြားပြီးတပတ်အငုတ်ကတဲ့ကဝါကတုတ်ဘောနီရွာဘက်ကကောင်းချင်းကြည်တောက်တွေကြီးစားဝမ်းချုပ်ပြီးစမြင်းလုံးဖြစ်ကြိုတင်ကြံစီထားတာပါတင်ကားရွှေရဲ့စမြင်းလုံးဟာနွားကြီးရဲ့ပေါက်တူးကိုငှဲ့သားနိုင်ခဲ့ပါတယ်ကောင်းချင်းကြည်တောက်နဲ့အစော်ခံလိုက်ရတဲ့နွားကြီးဟာရှက်စိတ်နဲ့မှုန်ထူပြီးပေါက်တူးနဲ့ပြန်ခုတ်မဲ့အငုံမှာဝေါ်ဘလူးဆိုင်ကယ်တဲ့အတူလူတယောက်သူတို့ကြားကိုဝင်လာပါတယ်ခွေးမသားတွေဒါရဲဘက်စကန်ကမင်းတို့ဘုံကူးရမယ်ဖားတယ်မဟုတ်ဘူးအကုန်တည်သွားခြင်းကလူစုခွဲတဲ့ဟဲ့ကောင်နေဘာရက်ကြည့်နေတာလဲဟိုရှင်မြင်းကရေနွားကအဲ့ဒီသုံးကောင်ကိုစခန်းရုံးကိုပို့စရင်သိမ်းမုံလို့ဒီနွားကြီးနဲ့တီးကိုင်းချုပ်တဲ့မအေးနိုးနှစ်ကောင်ကရောတာထူးငါစာမိကျင်လို့ကကိုနေရာကိုပြန်စမ်းဟုတ်ပါတယ်6000ပြန်တာထူးပါမြမဘီတဝမ်းကထောင်မှန်သမျှဝင်ဘူးပြီးထောင်ကောက်ကြတယ်မာယိုချင်းမာတယ်ဆိုတဲ့လူမိုက်ပကေးတွေတောင်ထောင်မူးတာထူးဆိုတုံသွားကြတာကြီးပါပဲ6000ပြန်တာထူးငါစာတီးကျင်ကဆိုတာနဲ့အမိကုတ်သွားသမြဲပါအခုငါ6000ပြန်တာထူးကသူငါစာမိကျင်လို့ကဆိုတာနဲ့ရင်မြင်းလူပွဲဆင်နွှဲနေတဲ့ဘောနက်ကြီးဘရင်နှစ်ပါးဟာကုတ်ငိတ်ဖြစ်သွားပါတယ်6000ပြန်တာထူးသူ့ဥပရိကမင်းသားကြီးကျော်ဟိန်ငယ်ကရုပ်မျိုးနေကမျက်မှန်တက် BSA ဆိုင်ကအမျက်စီးတက်ပြီးမိမတွေကိုညှို့ငင်ဖမ်းသားနိုင်တဲ့ဟန်ပန်အပြည့်သူကသာမင်းသားပုံပေမဲ့သူကစားထောင်လူမိုက်မှန်သမျှကြောက်ရတဲ့စွန်ငရင်ယုံကျင်စရာမရှိသို့တော်ယုံကြည်လိုက်ပါ6000မှန်တာထူးရင်ကစားနဲ့တွင့်ရင်တင်နောက်တစ်ချိန်သူနဲ့မစုံပြရတဲ့နဲ့ဟုစူတောင်းရမိတာမကြခင်မှာပဲရင်မင်းသုံးကောင်ဟာဘောနက်ကြီးစကန်မှာ6000ပြန်တာထူးနဲ့ထိတ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်ဖြစ်ပုံကတော့ပြုတ်စားရင်မင်းကြီးတွေရဲ့မြည်တွေဆိုတဲ့အရှိန်နဲ့ရင်မင်းသုံးကောင်ဟာစကန်တောင်ဝင်ရှိသူတွေရောအကျဉ်းသားတွေကိုပါတွေးတိုးဆန်းမှုကြိုးစားပါတယ်ရင်မင်းတွေဟာဘောနက်ကြီးပြီးရင်ဂိုင်းရုပ်ကြီးတင်ကားရွှေနဲ့အငုံနွားကြီးတို့ရဲ့ចောင်းသားအဖြစ်တောင်မခံယူပါဘူးသူတို့၃ယောက်အတွက်တီးတန့်တဲတငုံထိုးပြီးနေပါတယ်ဒီအထိထောင်မူးတာထူးကသူတို့ကိုကြည့်နေပါသေးတယ်သူတို့၃ယောက်ကိုနွားကြီးရဲ့ကော်ပီကင်းနဲ့ပို့တဲ့အခါသူတို့ကအငုံမငုတ်ချင်ဘူးကိုညင်းမာတော့တယ်ရဲဘက်စခန်းကဟိုတယ်မဟုတ်ဘူးဒီညရင်မင်းတွေငန်းကစားနဲ့တွေ့ပြီပေါ့ကွာ6000ပြန်တာထူးကျင်းဝါတန်ကိုကြားတာနဲ့ဘောနက်ကြီးစခန်းကလူအားလုံးကဒီညတော့ရေမင်းကြီးနောင်ငရဲကြပြီကိုတိကြိုက်ကြပါတယ်ညရင်မင်းသုံးကောင်ကိုငါပြန်ကြိုးတုပ်ပြီး6000ပြန်တာထူးရဲ့ရုံးကန်းစီခွန်ကကြပါတယ်အငုံအေးတဲ့ပဲခူးကျိုးမှစောင်းညက်နေမှာရင်မင်းသုံးကောင်ဟာအတွင်းကဘောင်းမြင့်လေးတွေကငွဲပြီးဘာမှဝင်မထားပါဘူးဒါပေမဲ့ပြုံးတစားရင်မင်းကြီးမြည်တွေဆိုတဲ့မိုက်ကုံနဲ့ရင်မင်းညီနောင်ဟာ
ထီမထင်မျက်နှာပေးနဲ့အောက်ပြုံးပြုံးနေပါတယ်။စပွဲချီကြီးတစ်ခုပေါ်မှာရေမင်း3កောင်ကိုပန်းငန့်ငိုင်အိတ်ခိုင်းလိုက်ပါတယ်။ပြီးတော့မငုတ်နိုင်အောင်စပွဲကုံနဲ့ပူပြီးကျိုးတုပ်ပါတယ်။လောက်ကြတဲ့မှာတာထူးခမကြီးကျုပ်တို့ကိုပန်းကောက်ညှင်းဆိုင်နိုင်ပါလေ။ရေမြင်းကြီးသွေးတွေအပြည့်ပါတဲ့ကောင်တွေဗျ။ခမရှိဘယ်တော့မှဒူးမထောက်ဘူး။ကြောက်သေးပါဖောက်ထုတ်ပြစ်မယ်ထွီအကြီးဆုံးဖြစ်တဲ့ကွေးရည်မြင်းရဲ့မထီမဲမြင်မှုကိုထောင်မူးတာထူးကရန်တခတ်တောက်ရင်ပြုံးကြည့်နေပါတယ်။ကျွီထောင်မူးတာထူးရဲ့ငှက်ထဲကကရိယာကြီးအတန်မီကချိန်မှာတော့ရေမင်း3កောင်ရဲ့မျက်လုံးတွေဟာပြူးကျဲသွားပါတော့တယ်။ရဲစခန်းထဲမှာကိုငုံဒီကျိုးတို့ခံထားရတဲ့ရေမင်း3កောင်နဲ့ထောင်မူးတာထူးသာကြံရဲပါတော့တယ်။ခဏအကြာမှတော့တောင်းမှန်မာတဲ့ဦးတာထူးရဲ့ဦးတာထူးငါစကိုတီးပါပြီ။သားတို့ကြောက်ပါပြီ။ထမငုတ်ပါနဲ့တော့ရှစ်ကြီးကိုပါတယ်။ထောင်မူးကြီးရဲ့ရေမင်းညီနောင်ရဲ့တနာတဲ့အတန်တွေပါ။ခဏကြာတော့ဂိုင်းကျုပ်ကြီးတင်ကားရွှေဟာဦးတာထူးရဲ့ရုံးခန်းထဲဝင်လာပါတယ်။ဆရာကြီးတော်ပါတော့သူတို့ကအခုမှဇုံးငေါကတဲ့ဝင်လာတဲ့ခငိတွေပါကျွန်တော်တို့ကသူတို့အစာတောင်းမှန်ပါတယ်ထောင်မူးတာထူးကကျင်နက်ကြီးပြောလိုက်ပါတယ်အော်တင်ကားရွှေမင်းကလည်းအတော်ပဲကြည်သန်းငါးငရီတွေတက်လာငါအကြီးကောင်ရင်ဘက်ကပုံကဘူကာတွန်းတွေကဣတိပုံလေးကွာဟိုငါကောင်ကမောင်းကအယုတ်ကတမိန်ပေါ်သွတ်ထဲကဗညာပိစီပုံတူတယ်မဟုတ်ကဟုတ်ပါတယ်ထထမန်တာထူးခေါ်ထောင်မူးတာထူးကကာတွန်းဆရာအင်ပတန်ဖြစ်ချင်သူပါတက်တူးထိုးပေးတာကိုလည်းဝါသနာပါသေးတယ်ဒီတော့ကာတွန်းရောတက်တူးပါတခါတည်းငိမ့်ကျင်ပြီးသားဖြစ်အောင်အကျဉ်းသားတွေကိုခေါ်ပြီးသူတို့ကိုယ်ပေါ်မှာသူဆွဲကျင်တဲ့ကာတွန်းရုပ်တွေကိုတက်တူးသက်နဲ့ထိုးပေးရင်ငိမ့်ကျင်နေတဲ့ဝါသနာရှင်ကလေးပါတွန်းကစားမိတဲ့လူမိုက်ကြီးတွေခမလူမိုက်နာမည်ခန့်ပြီးရှင်ဘက်ကမောင်းကြောကုန်းနေမှာတမိန်ပေါ်တော့ဘူအီတီမောင်စာတွတ်ပီပယုတ်စီတို့ကိုပြောင်ဆက်ကာတွန်းတွေဆွဲခံရတော့ဓာတ်နဲ့မှုန်းခံရတာထန်နာပြီပေါ့ဗျာသူများတကလူမိုက်တွေကထောင်ထဲဝင်ရင်ငကားရုပ်ပငုရုပ်တတူးတွေထိုးပြီးခေါ်တဲ့အချိန်သူတို့မှထောင်ကားထွက်ရင်ထောင်မူးတာထူးရဲ့ကာတွန်းရုပ်ကလေးတွေနဲ့ဆိုတော့ရှက်ကြရှာတယ်ဒါကြောင့်6ထောက်ပြန်တာထူးငတ်ဆသူလူမိုက်မှန်သမျှကန်းကြတာပေါ့အခုတော့လူမိုက်ငေါကတဲ့ရင်းနှီးပြီးဖြစ်တဲ့ဂိုင်းကျုပ်ကြီးခေါ်တင်ကားရွှေကရင်မြင်းညီနောင်ကိုကားကဲတင်ပါပြီထောင်မူးကြီးငရတွေကတော့တနည်းတခြားတိုးတက်လာတာပဲဗျာထောင်မူးကြီးကတနေ့ကျနာမည်ကျော်ကာတွန်းဆရာဖြစ်လာမှာပဲတင်ကားရွှေကကြောနှက်ပါတယ်အပြောနှက်ပါတယ်ထောင်မူးတာထူးကပြုံးကြီးနဲ့အေးတနေ့မှာဖောင်တိန်ကင်မီကာတွန်းဆွဲတဲ့တာထူးဖြစ်ရမယ်တာထူးရဲ့ဖောင်တိန်ဟာနာမည်ကျော်ရမယ်ဟုတ်ပါတယ်ထောင်မူးကြီးကောက်လေးတွေကအေးကပြီထုံးစံအတိုင်းသူတို့ပေးရမယ်တက်တူးဖို့ကျွန်တော်ပဲပေးကြိုက်ပါမယ်ဒီမဲ့တယောက်6000နှုန်းနဲ့18000ပါတင်ကားရွှေက6000စီပေးပြီးပြန်ရွေးတဲ့အခါမှာရင်မြင်းညီနောင်ဟာထောင်မူးတာထူးကပြန်လာရပါတော့တယ်6000ပေးရင်တွန်းကနေပြန်ခွင့်ရလို့6000ပြန်တာထူးရံလို့နာမည်ကြီးခဲ့တာပါ6000ပြန်တာထူးကပြန်လွန်လာပြီးရဲ့နောက်မှာတော့ရင်မြင်းညီနောင်ဟာသူတို့ကိုကဲတင်ခဲ့တဲ့ဂိုင်းကျုပ်ကြီးခေါ်တင်ကားရွှေရဲ့ចောင်းသားအဖြစ်ခံယူခဲ့ပါတော့တယ်မကြခင်မှာအငုံနွားကြီးကလည်းရဲဘက်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့လို့ဘောနဲ့ကြီးရဲဘက်စခန်းမှာဂိုင်းကျုပ်ကြီးတင်ကားရွှေဟာပြိုင်ပတ်ကင်းရှင်ဘရင်တွေဖြစ်ကုန်ကြပါတယ်ရင်မြင်းညီနောင်ကတော့တင်ကားရွှေရဲ့ငရုံးတွေပေါ့မကြခင်မှာအနောင်ကရဲ့တပည့်တွေဖြစ်တဲ့စကေဘာကျင်းဖောင်ခေါ်တရုတ်ကြီးတို့အုပ်စုရောက်လာတဲ့အခါဘောနဲ့ကြီးပါဝါကိုပငုကြမလဲဆိုတာဒီတခြားကိုမောင်ရဲ့ဘောနဲ့ကြီးစခန်းမှာလူမိုက်ကြီးများစာအုပ်ရဲ့ကြံပိုင်းများကိုနားဆင်နိုင်မှုအတွက် channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်ဗျကြံပိုင်းများကိုလည်းမကြခင်တင်ပေးသွားပါမယ်အားလုံးပဲတာယာငါပါတဲ့နေကြီးဖြစ်ပါသည်ခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူကိုကျော်ပဲဖြစ်ပါတယ်